ညက်ဘက်အေးအေးဆေးဆေးနဲ့ကြောချမ်းသွားအောင်နားထောင်လို့ကောင်းမယ်တရေဇလန်တပုတ်ပြောပြပါမယ်ဒီဇလန်ကညစ်နဲ့တန်းခေါင်ကခေါ်တန်းလို့အမည်ရပါတယ်ဇလန်ကိုမျိုးဆိုရဲ့လူငယ်တယောက်ဟာအလုပ်ကိစ္စနဲ့နေမျိုးလေးတစ်မျိုးကိုခီးသွားရင်းလမ်းမှာကားပြတ်သွားခဲ့ပါတယ်မိုးကလည်းတေးသေးမေးမေးရွာနေတာကြောင့်နီးစက်ရရွာဟောင်းကြီးတစ်ခုတည်းကဇရက်ပြက်ကြီးတစ်ခုမှာခစ်တဝင်နာဖို့ဆုံးဖြတ်လိုက်ပါတယ်ဇရက်ကြီးကအတော်လေးဟောင်းနှမ်းနေပြီးပဝင်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်လုံးနေတယ်မိုးတန်ကလွယ်ရင်ဘာသာမှမကြားရဘူးကိုမျိုးလဲပင်ပန်းနေတာနဲ့ဇရက်ပေါ်မှာအိပ်ပျော်သွားပါတယ်ထူးဆန်းတဲ့အဖြစ်အပျက်တန်းခေါင်ရန်အချိန်လောက်မှာကိုမျိုးဟာအေးစိမ့်စိမ့်ခံစားချက်ကြောင့်နိုးလာခဲ့တယ်အဲ့ဒီအချိန်မှာဇရက်အောက်ကနေအမျိုးသမီးတစ်ယောက်ရဲ့ငိုတန်လိုရေရွတ်တန်လိုတဲ့တဲ့လေးကြားလိုက်ရတယ်ငါသားလေးကိုတွေ့မိလားငါသားလေးကိုမြင်မိလားကိုမျိုးလဲကြောက်ကြောက်နဲ့ငုံကြည့်လိုက်တော့ဇရက်တိုင်ကြီးမှာအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ကုန်းနဲ့တခုခုကိုရှာနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအမျိုးသမီးကဖြည်းဖြည်းချင်းခေါင်းမော့လာတဲ့အခါမှာတော့သူ့မျက်နှာမှာမျက်လုံးတွေမရှိဘဲဟောက်ပက်ကြီးဖြစ်နေတာကိုမြင်လိုက်ရပါတယ်ထိတ်လန့်စရာအဆုံးသက်ကိုမျိုးကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်လိုက်တဲ့အချိန်မှာပဲသူ့ပုတ်ခုံးပေါ်ကိုအေးဆက်ဆက်လက်တစ်ဖက်ကလာတင်ပါတယ်လှည့်ကြည့်လိုက်တော့ကလေးငယ်တစ်ယောက်ဒါပေမဲ့အဲ့ဒီကလေးကပြုံးပြနေရင်ကနေပါဆက်ကြီးကနားရွက်အထိပြဲထွက်သွားပြီးဦးလေးကျွန်တော်မေကမျက်လုံးရှာနေတာဦးလေးမျက်လုံးခဏပေးမလားလို့ပြောလိုက်ပါတော့တယ်ကိုမျိုးဘလို့လို့အောင်ပြေးခဲ့ရတယ်လဲဆိုတာသူကိုယ်တိုင်တော့မမှတ်မိတော့ပါဘူးနောက်နေ့မနက်မှာရွာသားတွေကသူ့ကိုလမ်းဘေးမှာသတိမိနေတာတွေ့လို့ကယ်တင်ခဲ့ကြတယ်ရွာသားတွေပြောပြချက်အရအဲ့ဒီဇီယာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတားမီနှစ်ယောက်မတော်တဆမှုနဲ့ဆုံးပါသွားခဲ့တဲ့နေရာဖြစ်ပြီးသူတို့ဟာအခုထိတယောက်ကိုတယောက်ရှာမတွေ့နိုင်သေးဘူးလို့ဆိုပါတယ်ကဲအိမ်မလာမတ်ပါစေဗျာတကားတွေတေချာပိတ်ထားဖို့တော့မမေ့နဲ့ဦးနော်တရေဇလန်းတွေထပ်နားထောင်ခြင်းသေးလား